ရုတ်တရက်မမျှော်လင့်ပဲငွေအစုလိုက်ပုံလိုက်ဝင်လာသူတွေဒါမှမဟုတ်ဖြည့်စုယူတွေပေါက်ကြသူတွေကငွေမဝင်ခင်ဒီမပေါက်ခင်မှာအိမ်မက်ထူးဆန်းတွေမှတ်တတ်ကြပါတယ်ဒီပေါင်းငွေဝင်စေနိုင်တော့အိမ်မက်များအားလုံးပဲမင်္ဂလာပါခင်ဗျာနိုင်ရှင်းတွေကနေပြန်လည်ကြုံပြလိုက်ပါတယ်အခုကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ဒီပေါင်းငွေဝင်စေနိုင်တဲ့အိမ်မက်အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ပါနော်ရုတ်တရက်မမျှော်လင့်ပဲငွေအစုလိုက်ပုံလိုက်ဝင်လာသူတွေဒါမှမဟုတ်ဖြည့်စုယူတွေပေါက်ကြသူတွေကငွေမဝင်ခင်ဒီမပေါက်ခင်မှာအိမ်မက်ထူးဆန်းတွေမှတ်တတ်ကြပါတယ်ကိုယ်တိုင်ကတတိမမှုမိပဲမမေ့လျော့ထားမိသည်ဖြစ်စေတတိထားမိလို့အံ့ဩမိသည်ဖြစ်စေဒီအိမ်မက်တွေပြီးတော့ဖြည့်တင်မြင့်မက်လေးရှိကြပါတယ်ဒါကြောင့်လေရှိတော့ကအတိတ်နမိတ်ဆိုင်ရာလောကီကျမ်းတွေမှာလည်းလက်ပတ်မဝင်ခင်ကြိုမြင်တတ်တဲ့အိမ်မက်များဆိုပြီးတော့မှတ်တမ်းတင်ခဲ့ကြပါတယ်ဒီအိမ်မက်တွေထဲမှာထူးခြားထင်ရှားပြီးတော့လူအများစုမြင်မှတ်တတ်တဲ့အိမ်မက်တွေကိုဒီပေါက်ဝင်စေတတ်တဲ့အိမ်မက်များဖြစ်တင်ပြလိုက်ရပါတယ်မစင်တွင်းနဲ့ကြွကြတာမစင်တွေကိုပေးချမ်းနေတာမစင်တွေကိုမယုံမရှာစားမိနေတာမစင်တုပ်တွေကိုတဲရောက်ကလာပေးတာလောက်ကောင်ပိုးကောင်တွေနဲ့မစင်တွေကိုမှပေါ်တက်နေတာတွေမြင်ပတ်မိရင်ဒါဟာဒီပေါက်ဝင်စေမဲ့အိမ်မက်ပေါင်းတစ်ခုဖြစ်ပါတယ်ပုံစံမစင်ကျဲနဲ့ပုံကလာကတိတိဝလံဖြစ်စီအခုထရတနာတစ်မျိုးမျိုးကိုဖြစ်စီကိုကိုသုံးဆောင်ဖို့လာပေးတယ်ဆိုရင်တော့ထူးခြားတဲ့အိမ်မက်ကောင်းဖြစ်ပါတယ်ဒီအိမ်မက်ကလည်းထီပေါက်ဝင်စေတတ်ပါတယ်နော်လောက်တက်နေတဲ့လူတွေကောင်တွေရဲ့အသားတွေဥပေကိုစားတော့ရတာမျိုးတွေကိုရင်ဖွေးပြီးတွေးတော့ရတာပေးကိုကြီးချိုးရတာဥအမျိုးမျိုးစားတော့ရတာကိုမြင်မဲ့ရင်လည်းဒါဟာကန်ထူးစီနိုင်မဲ့အိမ်မက်ကောင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာငှက်တွေချီလာတဲ့အစာတွေကိုလက်တွေကျလာတာခေါင်းပုံကိုမစင်စွန့်ချတယ်ချင်းငှက်တွေနဲ့စွတ်ထူနေတာချင်းငှက်တွေကစွတ်ထူနေတာအဲ့ဒီငှက်တွေကငှက်တွေကောင်ကကိုယ်စီလာနားတာမျိုးတွေနေမဲ့ရင်လည်းဒါဟာဒီပေါက်နေစေနိုင်မဲ့အိမ်မက်လေးတစ်ခုဖြစ်ပါတယ်နော်ကောင်းကင်ကနေလနက္ခတ္တရာခြေတွေကိုစုပူရတာဒါမှမဟုတ်ဘုရားစင်ကြယ်ပုဂ္ဂိုလ်ကကိုယ့်ကိုယူဆောင်ပေးတာမျိုးမြင်မဲ့ရင်လည်းထူးခြားတဲ့အိမ်မက်ကောင်ဖြစ်တယ်ပြီးတော့နေလခြေတရားတွေကျွေးစင်းတက်တာမျိုးမြင်မဲ့မိရင်လည်းငွေဝင်ထီပေါက်ဖြစ်စေတတ်ပါတယ်ဒါအပြင်အိမ်မက်ထဲမှာတစ်ပင်တွေကပန်းတွေအတီးတွေကိုရှိမှရင်ဖူးပြုတ်ပေးစားလာတာတိထီးတွေကပြင်ဆင်လာပြီးကိုယ့်ကိုတစ်ခုခုပေးလာတာစင်ဒါမှမဟုတ်နွားတွေကိုစီပြီးလက်ပတ်ရတာနဂါးတွေမှတ်ပြီးနဂါးခံနေဝင်ရတာစံပြန်ရတိရဟန်းတွေဖူးပေးရတာကောင်းကင်ရမှာနတ်သားတွေတမန်တော်တွေရဲ့နတ်သူရိယတွေတီကတ်တန်မျိုးကြားရတာကလည်းဒီပမွေးမြင်စေမဲ့အိမ်မက်ကောင်းများဖြစ်ပါတယ်ခင်ဗျာတကယ်လို့အထက်မှာအိမ်မက်မျိုးမြင်မဲ့ခဲ့မယ်ဆိုအတိတ်ဘဝကံစားတာပါလာတွေဖြစ်ကြပြီးယခုမျက်မှောက်ဘဝမှာဒီကံတူဝိညာဉ်မျိုးနဲ့ကိုတေချာတဲ့တော့ရှိနေပါတယ်တကယ်လို့အဲ့ဒီအိမ်မက်မျိုးမမတ်လေးလို့ဆိုရင်လည်းဒီညွန့်ပုဂ္ဂိုလ်ပြေမထားပဲထိုက်တဲ့သူယူစီဆိုတဲ့စိတ်ထားမျိုးနဲ့သူတဲ့ပန်းတကူလူမျိုးကိုမကြာခဏဟိုတက်နိုင်တယ်လို့စုကျေလူရန်ပြည်ချင်းပြဒီကံလေးတွေကိုသုံးကားပေးရှင်းတဲ့လေးမှာဖြစ်ပါကြောင်းပြည်ချင်းတူတာမျှဝေလိုက်ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးတွေကနေတင်လို့တော့အကျိုးကျေးဇူးတွေရရှိလိမ့်မယ်လို့ပြောနေမိပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ